Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နည်းပညာအတူစားလေးတွေကိုမျှဝေပေးမဲ့သူပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Google Gemini လို့ခေါ်တဲ့ application လေးကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ပုံတွေကိုခုလိုအမိုက်စားပုံတွေဖြစ်အောင်ဘယ်လိုဖန်တီးမလဲဆိုတာပဲဖြစ်ပါတယ်ကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်အောင် Let's go ပထမဆုံးအနေနဲ့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာ Google Gemini ဆိုတဲ့ application လေးရှိဖို့လိုပါတယ်တကယ်လို့မိတ်ဆွေတို့မှာမရှိသေးဘူးဆိုလို့ရှိရင် Play Store ကိုသွားပြီးတော့ Server မှာ GEMINI ဆိုပြီးတော့ရှာလိုက်ပါမယ် Okay ပါ Google Gemini ဆိုတဲ့ application လေးကိုတွေ့ရှိပါလိမ့်မယ်ကျွန်တော်ကတော့ download လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ open လေးပေါ်နေပါတယ်မိတ်ဆွေတို့က download မလုပ်ရသေးဘူးဆိုလို့ရှိရင် download လုပ်ယူလိုက်ပါဒီ Google Gemini application လေးကတော့မိတ်ဆွေတို့ရဲ့ Gmail ကိုအသုံးပြုပြီးတော့လွယ်ကူစွာအသုံးပြုနိုင်ပါတယ် Okay ပါဒါဆိုကျွန်တော်တောင်းပြီးသား Gemini application လေးတွေကိုဝင်လိုက်ပါမယ်ပြီးရင်အပေါင်းလေးကိုနှိပ်လိုက်ပါမယ်ပြီးရင် Galaxy ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်မိမိကြိုက်နေတဲ့ပုံလေးတစ်ပုံကိုရွေးချယ်ပြီးတော့ထည့်လိုက်ပါမယ် Okay ကျွန်တော်ကဒါလေးကိုကြိုက်နေတဲ့အတွက်ဒီပုံလေးကိုထည့်လိုက်ပါတယ်ပြီးရင်ထည့်ရမယ့်စာသားလေးကို copy လုပ်ထားတဲ့ဟာလေးကို copy paste ချလိုက်ပါမယ်ပြီးရင်မြားလေးကိုနှိပ်လိုက်မယ် Okay ပါဒါဆိုသူလှုပ်ဆောင်ပေးနေပါတယ်သူက 2.5 flat ဖြစ်တဲ့အတွက်ကြောင့်မို့လို့တအားမြန်ပါတယ်လိုင်းကောင်းရင်ပို့ပြီးတော့မြန်ပါတယ် Okay ပါခဏလေးစောင့်နေရမယ်ဒါဆိုရင်သူ generating လုပ်နေပါပြီ Okay ဒါဆိုသူရရှိသွားပါပြီအောက်ကလေးကိုဆွဲကြည့်လိုက်ပါမယ်အိုးလုံးဝကိုမိုက်တဲ့အမိုက်စားပုံလေးတစ်ပုံရရှိလာပါပြီဒီပုံလေးကိုကြိုက်နေတဲ့ဆိုရင် download လုပ်ယူလို့ရပါတယ်ကျွန်တော်ပြန်ပြထားတဲ့နေရာလေးမှာဒါလေးကတော့ကျွန်တော်နမူနာလုပ်ပြထားတဲ့ပုံစံလေးပဲဖြစ်ပါတယ်ခုလိုအမိုက်စားပုံလေးတွေကို1 2 3 4 5ဆိုပြီးတော့ကျွန်တော်ပုံ5ပုံဒီဇိုင်း5မျိုးကိုဖော်ပြပေးထားပါတယ်ဒီပုံ5ပုံဒီဇိုင်း5မျိုးကိုထည့်ရမယ်စာသားလေးတွေကိုလည်းပဲဒီဗီဒီယိုရဲ့ comment မှာနံပါတ်စဉ်အလိုက်1 2 3 4 5ဆိုပြီးတော့ကျွန်တော်ထည့်ပေးထားပါမယ်ကျေးဇူးတင်ပါတယ်